တစ်ခေါက်မှာတော့ Euro number 1 brand ဖြစ်တဲ့ Beko Aircon Series ရဲ့ knowledge sharing ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ကျွန်မကတော့တိတ်မှာ Beko Aircon နေမှာဆိုရင်ရွေးချယ်စရာအနေနဲ့ split type နဲ့ flow stand type ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ split type တွေမှာဆိုလို့ရှိရင်မြင်းကောင်ကြီးအားဖြင့်တစ်ကောင်ကနေပြီးတော့၃ကောင်ထိရရှိမှာဖြစ်ပြီးတော့ flow stand type တွေမှာဆိုလို့ရှိရင်တော့နှစ်ကောင်ကနေ၃ကောင်ထိရရှိမှာပဲဖြစ်ပါတယ်။ Aircon split type တွေမှာဆိုလို့ရှိရင် non inverter နဲ့ inverter ဆိုပြီးတော့နှစ်မျိုးရှိတဲ့အပြင် cooling only နဲ့ hot and cold ဆိုပြီးတော့လည်းရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Beko Aircon တွေမှာပါဝင်တဲ့ set clean fashion ဟာဆိုလို့ရှိရင် indoor fan ပေါ်မှာရှိတဲ့ဖုံဖုံနဲ့အညစ်အကြေးတွေကိုတန့်စင်ပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ဒီလိုတန့်စင်ပေးတဲ့အခါမှာလည်းအဆင့်၃ဆင့်ခွဲပြီးတော့တန့်ရှင်းပေးပါတယ်။ယခုလိုလှုပ်ဆောင်ပေးတာကြောင့် servicing လုပ်ထားတဲ့ကဲ့သို့တန့်ရှင်းပြီးတော့လက်ဆက်တစ်လေးကိုရရှိစေမှာပဲဖြစ်ပါတယ်။ Zone follow function လေးကို on ပြီးတော့မိမိဘေးမှာထားပေးရုံနဲ့ remove အတွင်းမှာပါဝင်တဲ့အာရုံခံစင်ဆာလေးကြောင့်မိမိရောက်ရှိနေတဲ့နေရာရဲ့အခန်းတွင်းပူချိန်ကိုတိကျစွာတိုင်းတာပေးပြီးတော့အအေးနှုန်းတွေကိုထုတ်လွှတ်ပေးမှာပဲဖြစ်ပါတယ်။ Sleep mode function ကို on ပြီးအိပ်မယ်ဆိုလို့ရှိရင်တနအီချားတစ်ခါတိုင်း1 degree Celsius ကိုနှစ်ကြိမ်တိတိလျှော့ပေးနေမှာဖြစ်တဲ့အတွက်မနက်နိုးထားတဲ့ချိန်တွေမှာဆိုရင်လည်းနွေးနွေးထွေးထွေးနိုးထနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်အိတ်ကောင်းတဲ့ချိန်တွေမှာထပြီးတော့ aircon short နေရတဲ့ပြဿနာကနေကင်းဝေးပြီးတော့ aircon ကြောင့်ဖြစ်စေတဲ့ကိုယ်လက်ညောင်းညာကိုက်ခဲမှုတွေမှာလည်းကင်းဝေးစေမှာပဲဖြစ်ပါတယ်။ 4D air outlet နည်းပညာဆိုလို့ရှိရင်လေသွားရလမ်းကြောင်းကို up down left right အနေထားနဲ့အခန်းတွင်းနေရာအနှံ့ကိုအေးဓာတ်တွေထုတ်လွှတ်ပေးမှာပဲဖြစ်ပါတယ်။ Beko Aircon တွေမှာပါဝင်တဲ့ filter တွေဟာဆိုလို့ရှိရင် Gold Catalyst filter, Active Carbon filter နဲ့ High Density filter ဆိုပြီးတော့၃မျိုးပါဝင်မှာပဲဖြစ်ပါတယ်။ filter တွေရဲ့လှုပ်ဆောင်ချက်ဟာဆိုရင်အခန်းတွင်းရည်သည့်နေရာကမဆိုအနက်သက်ဆိုးတွေကိုတာမန် filter တွေထက်10%ပိုပြီးတော့ဆုပ်ယူထားနိုင်မှာပဲဖြစ်ပါတယ်။ Beko Aircon တွေမှာဆိုရင် evaporator coil နဲ့ condenser တွေမှာ Gold fin ကိုအသုံးပြုပေးထားပါတယ်။ Gold fin ကိုအသုံးပြုပေးထားတာကြောင့်ရာသီဥတုတန်၊မိုးတန်လေတန်နဲ့အငတ်သက်ပါတဲ့ရေကိုးရေငွေများအစိတ်တောက်ဖြစ်စေတဲ့ dress တွေများရဲ့တိုက်စားမှုတန်ကိုလည်းပုံမခံနိုင်မှာပဲဖြစ်ပါတယ်။ Brandy ပိုင်းအနေနဲ့လည်းအဆင့်၃ဆင့်ခွဲပြီးတော့ Brandy ပေးထားပါတယ်။ compressor ကို5 year warranty ပေးပြီးတော့ကြံစိတ်ပိုင်းအားလုံးကိုတစ်နှစ်အာမခံရရှိမှာပဲဖြစ်ပါတယ်။နောက်ထပ် additional အနေနဲ့ service free 2 နှစ်ရရှိမှာပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အိမ်သုံး electronic ပစ္စည်းတွေရဲ့အကြောင်းကိုပုံမှန် sharing ပြုလုပ်ပေးနေမှာဖြစ်တဲ့အတွက်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။